ယခုအခါမျက်နှာဖုံးတစ်ခါသုံးလက်အိတ်နှင့်အခြားတကိုယ်ရေးတန်ရှင်းရေးပစ္စည်းများကိုတန်ရှင်းစီမံခန့်ခွဲခြင်းအကြောင်းကိုရှင်းပြပါမည်။ဤနေရာမှစပြီးရေမြုပ်စုပ်တံဒက်စတာစသည့်တန်ရှင်းရေးသုံးပစ္စည်းများအကြောင်းရှင်းပြပါမည်။ရေမြုပ်နှင့်စုပ်တံများကိုအစားအစာများချက်ပြုတ်သည့်ပစ္စည်းများစက်ပစ္စည်းများစသည်တို့ကိုတန်ရှင်းစေရန်အသုံးပြုပါသည်။သို့သောဤနေရာတွင်သတိပြုရမည့်အချက်မှာဆေးကြောရန်အသုံးပြုသည့်ပစ္စည်းဖြစ်သောကြောင့်အမြဲတမ်းတန်ရှင်းနေသည်ဟုမဆိုနိုင်ခြင်းဖြစ်ပါသည်။ရေမြုပ်နှင့်စုပ်တံများကိုယ်တိုင်ညစ်ပတ်နေခြင်းသို့မဟုတ်လုံလောက်စွာအချောက်မခံထားခြင်းရှိပါကအစားအစာနှင့်အသုံးဆောင်ပစ္စည်းများကိုတန်ရှင်းဆေးကြောတော်လဲပြောင်းပြန်အားဖြင့်အညစ်အကြေးများနှင့်ဘက်တီးရီးယားများကိုပိုမိုပြန့်ပွားစေနိုင်ပါသည်။ထို့ကြောင့်တန်ရှင်းရေးသုံးပစ္စည်းများကိုလည်းအစားအစာနှင့်အသုံးဆောင်ပစ္စည်းများကဲ့သို့ပင်အသုံးပြုပြီးပါကစနစ်တကျစီမံထိန်းသိမ်းရန်အရေးကြီးပါသည်။ရေမြုပ်နှင့်စုပ်တံများကိုဆေးရည်ထဲတွင်စိမ်ခြင်းနှင့်ပတ်သက်၍ရေမြုပ်နှင့်စုပ်တံများကိုအသုံးပြုပြီးနောက်မည်သို့စီမံထိန်းသိမ်းရမည်နည်း။အခြေခံအားဖြင့်သတ်မှတ်ထားသောနည်းလမ်းနှင့်အသုံးပြုနေသောဆေးဝါးသန့်စင်ဆေး၏အညွှန်းတွင်ဖော်ပြထားသည့်အသုံးပြုနည်းနှင့်စံနှုန်းများအတိုင်းဆေးကြောခြင်းနှင့်ပိုးသတ်ခြင်းတို့ကိုပြုလုပ်ရပါမည်။ဥပမာအားဖြင့်သတ်မှတ်ထားသောပိုးသတ်ဆေးသို့မဟုတ်အယောင်ချွတ်ဆေး၏ဖျော်ရည်ထဲတွင်ရေမြုပ်ကို2မိနစ်စုပ်တံမျိုးစားများကို30မိနစ်စသည်ဖြင့်ပစ္စည်းမျိုးစားအလိုက်စိမ်ထားရမည့်အချိန်ကိုသတ်မှတ်ထားနိုင်ပါသည်။သို့သောဤနေရာသည်အလွန်အရေးကြီးပါသည်။အသုံးပြုသည့်ဆေးဝါးမျိုးစားအာနိသင်နှင့်စိမ်ထားရမည့်အချိန်တို့ကိုမိမိအသုံးပြုနေသောထုတ်ကုန်၏အညွှန်းနှင့်သတ်မှတ်ထားသောတန်ရှင်းရေးစီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းများကိုမဖြစ်မနေစစ်ဆေးပါ။သတ်မှတ်ထားသောအာနိသင်နှင့်အချိန်ကိုမလိုက်နာဘဲမိမိစိတ်ကြိုက်ဆေးရည်ကိုပိုမိုပြင်းအောင်ဖျော်ခြင်းသို့မဟုတ်အချိန်ကြာမြင့်စွာစိမ်ထားခြင်းမပြုလုပ်ပါနှင့်။ဆေးရည်ထဲတွင်စိမ်ပြီးသည့်နောက်ရေစီးဖြင့်ဆေးကြောခြင်းရေစစ်ထုတ်ခြင်းလုံလောက်စွာအချောက်ခံခြင်းအထိပြုလုပ်ရပါမည်။အထူးသဖြင့်အရေးကြီးသည်မှာအချောက်ခံခြင်းဖြစ်ပါသည်။ဆိုစွနေသည့်အတိုင်းထားခဲ့ပါကဘက်တီးရီးယားများပိုမိုပေါက်ပွားလွယ်ပါသည်။ထို့ကြောင့်ပိုးသက်ပြီးပြီဆိုရင်ပြီးပြီမဟ။ထုတ်ပဲတေချာစွာအချောက်ခံပြီးသတ်မှတ်ထားသောနေရာတွင်သိမ်းဆည်းထားခြင်းအထိပြုလုပ်ခြင်းသည်စီမံထိန်းသိမ်းမှု၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုမှတ်သားထားပေးပါ။နောက်တစ်ဆင့်အနေဖြင့်ဒက်စတာနှင့်ပတ်သက်၍ရှင်းပြပါမည်။ဒက်စတာကိုအလုပ်စပွဲစက်ပစ္စည်းများစသည်တို့တွင်ရှိသောအညစ်အကြေးများကိုတုပ်ဖယ်ရန်အသုံးပြုပါသည်။သို့သောညစ်ပတ်နေသောဒက်စတာကိုဆက်လက်အသုံးပြုနေပါကညစ်အကြေးများနှင့်ဘက်တီးရီးယားများကိုအခြားနေရာများသို့ပြန်လည်သယ်ဆောင်သွားနိုင်ပါသည်။ဆိုလိုသည်မှာအညစ်အကြေးကိုဖယ်ရှားရန်အသုံးပြုသောဒက်စတာကပင်အညစ်အကြေးများကိုပြန့်နှံ့စေသောကိရိယာဖြစ်သွားနိုင်သည်ဟူသောအဓိပ္ပာယ်ဖြစ်ပါသည်။ထို့ကြောင့်ဒက်စတာများကိုအသုံးပြုသည့်ရည်ရွယ်ချက်အလိုက်ခွဲခြားပြီးစနစ်တကျစီမံထားရန်လိုအပ်ပါသည်။ဥပမာအားဖြင့်အသုံးပြုသည့်ရည်ရွယ်ချက်အလိုက်ခွဲခြားထားရန်ညစ်ပတ်လာပါကအမြန်ဆုံးလဲလှယ်ရန်အစားအစာနှင့်ပကံခွက်ရောက်များနှင့်သက်ဆိုင်သည့်နေရာများတွင်အသုံးပြုသောဒက်စတာနှင့်ကြမ်းပြင်စားသည့်နေရာများကိုတန်ရှင်းရန်အသုံးပြုသောဒက်စတာတို့ကိုရောနှောအသုံးမပြုရန်အသုံးပြုပြီးနောက်တန့်စင်ခြင်းပိုးသက်ခြင်းပြုလုပ်ပြီးလုံလောက်စွာခြောက်သွေ့အောင်ပြုလုပ်ရန်တို့သည်အရေးကြီးပါသည်အထူးသဖြင့်ကြမ်းပြင်ကိုတုပ်ထားသောဒက်စတာဖြင့်ချက်ပြုတ်ရန်အတွက်အသုံးပြုသောစပွဲကိုပြန်လည်တုပ်ခြင်းကဲ့သို့ပြန်လည်အသုံးပြုခြင်းကိုလုံးဝမပြုလုပ်ရပါထို့ပြင်ဒက်စတာများကိုပိုးသက်ရန်အတွက်ဓာတုပစ္စည်းများအသုံးပြုပါကသတ်မှတ်ထားသောနည်းလမ်းအတိုင်းတိတိကျကျလိုက်နာရပါမည်ဥပမာအားဖြင့်အဆောက်အအုံ၏လုပ်ထုံးလုပ်နည်းတွင်ရေ10လီတာလျှင်တိုင်းတာခွက်ဖြင့်ဆေးရည်35မှထည့်ပြီးမိနစ်30ကြာစိမ်ထားရန်ဟုသတ်မှတ်ထားပါကထိုနည်းလမ်းအတိုင်းလိုက်နာရပါမည်။သို့သောဤဖျော်ဆက်ရမည့်ပမာဏသည်အသုံးပြုသည့်ဓာတုပစ္စည်းသို့မဟုတ်ထုတ်ကုန်အလိုက်ကွာခြားနိုင်ပါသည်ထို့ကြောင့်လက်တွေ့အသုံးပြုရာတွင်အသုံးပြုနေသောထုတ်ကုန်ပေါ်တွင်ဖော်ပြထားသည့်အသုံးပြုနည်းနှင့်အဆောက်အအုံတွင်သတ်မှတ်ထားသောစံနှုန်းကိုဦးစားပေးလိုက်နာပါထို့အပြင်ကလိုရင်းပါဝင်သောအယောင်ချွတ်ဆေးများကိုအသုံးပြုသည့်အခါတိုင်းလိုအပ်သောပမာဏကိုမှန်ကန်စွာတိုင်းတာပြီးဖျော်ဆက်အသုံးပြုရပါမည်။ Ducky brush, mop စကွေးကြီးရေတုပ်ကိရိယာစသည့်တန်ရှင်းရေးကိရိယာများနောက်တစ်ခုကတော့ Ducky brush,
မော့စကွေးကြီးစတဲ့တန်ရှင်းရေးကိရိယာတွေဖြစ်ပါတယ်ဒီကိရိယာတွေကိုလည်းအသုံးပြုပြီးနောက်စနစ်တကျစီမံထိန်းသိမ်းဖို့အလွန်အရေးကြီးပါတယ်ဒီနေရာမှာမှတ်သားထားစေချင်တာကစေကြောပြီးရင်ပြီးပြီဆိုတာမဟုတ်ပါဘူးတန်ရှင်းရေးကိရိယာတွေကိုစေကြောခြင်းရေဆေးခြင်းရေစစ်ခြင်းအချောက်ခံခြင်းသတ်မှတ်ထားသောနေရာတွင်သိမ်းဆည်းခြင်းအထိပြုလုပ်ပြီးမှသာစနစ်တကျစီမံထိန်းသိမ်းပြီးစီးတယ်လို့ဆိုနိုင်ပါတယ်အထူးသဖြင့်မော့လိုကိရိယာတွေမှာရေဓာတ်ကြံရှိနေတဲ့အခြေအနေမှာဒီအတိုင်းထားခဲ့ရင်ဘက်တီးရီးယားတွေပွားများလွယ်ပါတယ်။ဒါ့အပြင်ဒီကိရိယာတွေဟာကျန်းပြင်ကိုတန့်ရှင်းဖို့အသုံးပြုတဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်အစားအစာဒါမှမဟုတ်ချက်ပြုတ်ရေးကိရိယာတွေထိတွေ့နိုင်တဲ့နေရာမှာမထားသင့်ပါဘူး။ချက်ပြုတ်ရေးအတွက်အသုံးပြုတဲ့ကိရိယာတွေနဲ့လည်းအတူတူမသိမ်းဆည်းသင့်ပါဘူး။တန့်ရှင်းရေးကိရိယာတွေကိုတန့်ရှင်းရေးကိရိယာအတွက်သတ်မှတ်ထားတဲ့တင့်လျော်သောနေရာမှာတန့်ရှင်းပြီးကျန်းမာရေးနှင့်ညီညွတ်တဲ့အခြေအနေဖြင့်သိမ်းစီးထားရင်အရေးကြီးပါတယ်။နှစ် V9 Apron Vinopron အကြောင်းဆက်လက်ပြီး V9 Apron အကြောင်းပြောပါမယ်။ V9 Apron ကိုအသုံးပြုနေစဉ်အတွင်းအစားအစာအညစ်အကြေးရေဆိုးစွမှုစတာတွေကန့်ညှိနိုင်ပါတယ်။ဒါကြောင့်အသုံးပြုပြီးတဲ့အခါဒီအတိုင်းသိမ်းဆည်းတာမျိုးမလုပ်ဘဲသတ်မှတ်ထားတဲ့နည်းလမ်းအတိုင်းမျက်နှာပြင်ကိုတန့်ရှင်းပေးရပါမယ်။ဥပမာအားဖြင့်တဒက်စတာဘော်ကိုအယ်ကိုဟောပိုးသက်ဆေးရည်ထည့်ပါနှင့် Apron ရဲ့အရှေ့ဘက်မျက်နှာပြင်ကိုတုပ်ပါသုံးအနောက်ဘက်မျှအဲ့နှစ်ပြင်ကိုလည်းတုပ်ပါလေးနောက်ဆုံးမှာအညစ်အကြေးနဲ့ပျက်စီးမှုရှိမရှိစစ်ဆေးပါဒီလိုလှုပ်ဆောင်ရပါတယ်အရှေ့ဘက်မျက်နှာပြင်ကိုပဲတန့်ရှင်းပြီးသွားပြီလို့မယူဆပဲအနောက်ဘက်မျက်နှာပြင်ကိုလည်းတေချာစစ်ဆေးတန့်ရှင်းပေးဖို့အရေးကြီးပါတယ်ဒါအပြင်အညစ်အကြေးရှိမရှိသာမကစုပ်ပြဲနေခြင်းပျက်စီးနေခြင်းရှိမရှိကိုလည်းစစ်ဆေးပေးပါပျက်စီးနေတဲ့ Apron တွေဟာတန့်ရှင်းရေးပိုင်းနဲ့အလုပ်လုပ်ရာမှာပြဿနာဖြစ်စေနိုင်တာကြောင့်သတ်မှတ်ထားတဲ့စီမင်းအတိုင်းအသစ်လဲလှယ်ပေးရပါမယ်အယ်ကိုဟောပိုးသက်ဆေးကိုအသုံးပြုမယ်ဆိုရင်လည်းအဲ့ဒီထုတ်ကုန်ဟာအသုံးပြုမဲ့ပစ္စည်းပေါ်မှာအသုံးပြုနိုင်တဲ့ထုတ်ကုန်ဟုတ်မဟုတ်နဲ့အသုံးပြုနည်းဟာလုပ်ငန်းခွင်မှာသတ်မှတ်ထားတဲ့လုပ်ထုံးလုပ်နည်းနဲ့ကိုက်ညီမှုရှိမရှိကိုစစ်ဆေးပြီးမှအသုံးပြုရပါမယ်။ 3 V9 Apron သိမ်းဆည်းခြင်းနောက်ဆုံးအနေနဲ့ V9 Apron ကိုဘယ်လိုသိမ်းဆည်းရမလဲဆိုတာပြောပါမယ်။ Apron ကိုအသုံးပြုပြီးတန့်ရှင်းရေးလုပ်ပြီးတဲ့အခါသတ်မှတ်ထားတဲ့နေရာမှာချိတ်ဆွဲပြီးသိမ်းဆည်းပါကျန်းပြင်ပေါ်မှာထားတာမျိုးနယံနဲ့ဓာတ်ရိုက်ထိတွေ့နေတဲ့အခြေအနေမှာသိမ်းဆည်းတာမျိုးပြုလုပ်မယ်ဆိုရင်တန့်ရှင်းပြီးသား Apron ဟာပြန်လည်ညစ်ညမ်းနိုင်ပါတယ်။ဒါကြောင့်ကျန်းပြင်နယံစတာတွေနဲ့မထိတွေ့အောင်သတ်မှတ်ထားတဲ့နေရာမှာချိတ်ဆွဲပြီးသိမ်းဆည်းပါနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့အလုပ်လုပ်တဲ့ area အလိုက်ခွဲခြားအသုံးပြုခြင်းဖြစ်ပါတယ်။ဥပမာချက်ပြုတ်ရေး area အတွက်ဆေးကြောရေး area အတွက်တန့်ရှင်းရေး area အတွက်ဆိုပြီး area အလိုက်ခွဲခြားစီမံထားပါဒီနေရာမှာအရေးကြီးတာကApron ဖြစ်တဲ့အတွက်ဘယ်နေရာမှာမဆိုအတူတူအသုံးပြုလို့ရတယ်လို့မယူဆဖို့ပါပဲ area မတူရင်ကန့်ညှိနိုင်တဲ့အညစ်အကြေးနဲ့ဘက်တီးရီးယားတွေလည်းမတူနိုင်ပါတယ်ဒါကြောင့်မတူညီတဲ့ area တွေအတွက်သတ်မှတ်ထားတဲ့ Apron တွေကိုအပြန်အလှန်အသုံးမပြုရပါဘူးလေးတန့်ရှင်းရေးကိရိယာများသည်လည်းတန့်ရှင်းရေးစီမံခန့်ခွဲမှု၏အစိတ်ပိုင်းဖြစ်သည်နောက်ဆုံးအနေနဲ့ sponge brush duster mop ducky brush apron စတာတွေဟာနေ့စဉ်အလုပ်မှာသတိမထားဘဲပုံမှန်အသုံးပြုနေတဲ့ပစ္စည်းတွေဖြစ်ပါတယ်ဒါပေမဲ့ဒီလိုတန့်ရှင်းရေးနဲ့ကျန်းမာရေးဆိုင်ရာပစ္စည်းတွေကိုယ်တိုင်ညဉ့်ညမ်းနေမယ်ဆိုရင်အစားအစာနဲ့ချက်ပြုတ်ရေးကိရိယာတွေကိုဘလောက်ပဲတန့်ရှင်းအောင်လုပ်ညဉ့်ညမ်းမှုကိုပြန်လဲဖြန့်ပွားစေတဲ့အကြောင်းရင်းဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဒီနေ့မှတ်သားထားစေခြင်းတဲ့အချက်ကတော့တန့်ရှင်းရေးကိရိယာတွေဟာလည်းတန့်ရှင်းရေးစီမံခန့်ခွဲမှုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဆိုတာပါပြီးတော့အသုံးပြုခြင်းစေကြောခြင်းလိုအပ်သောတန့်ရှင်းရေးပိုးသက်ခြင်းများပြုလုပ်ခြင်းအချောက်ခံခြင်းမှန်ကန်သောနေရာတွင်သိမ်းဆည်းခြင်းဆိုတဲ့လုပ်ငန်းစဉ်တစ်ခုလုံးကိုတစ်ဆက်တည်းဖြစ်စဉ်းစားပေးပါတဦးချင်းစီကမှန်ကန်တဲ့နည်းလမ်းနဲ့စီမံထိန်းသိမ်းပေးခြင်းအပြင်အစားအစာနဲ့ချက်ပြုတ်ရေးပတ်ဝန်းကျင်စီကိုဒုတိယအကြိမ်ညဉ့်ညမ်းမှု secondary contamination မဖြစ်ပေါ်စေရန်ကာကွယ်ပေးနိုင်ပါတယ်။နေ့စဉ်လုပ်ငန်းမှာအသေးအဖွဲလိုထင်ရတဲ့စီမံထိန်းသိမ်းမှုတွေကိုစုစည်းလှုပ်ဆောင်ခြင်းကတန်ရှင်းပြီးကျန်းမာရေးနှင့်ညီညွတ်တဲ့ချက်ပြုတ်ရေးပတ်ဝန်းကျင်ကိုထိန်းသိမ်းပေးနိုင်ပါတယ်။ဒါကြောင့်ဒီနေ့ကစပြီးလူတိုင်းကသတိထားပြီးမှန်ကန်တဲ့နည်းလမ်းနဲ့လှုပ်ဆောင်ပေးကြပါစို့။